ဒီတစ်ပတ်ရဲ့ပွဲစဉ်ရလာတဲ့တစ်ချက်ကြီးလာရင်တော့ကနန်းဒီစာတွေနဲ့ရှုပ်နေတယ်လို့ထင်ရတယ်နော်ဒါပေမဲ့လေဒါကတကယ်တော့ဖြည့်ရှင်းဖို့စောင့်နေတဲ့ဗဟေလီတူလိုပါပဲကဲ Game Week 28ရဲ့နောက်ကွယ်ကဇလန်ကိုအတူတူဖော်ထုတ်ကြည့်အောင်မျက်နှာပြင်တစ်ခုတည်းမှာပွဲစဉ်10ပွဲကနန်းတွေ icon တွေအများကြီးနဲ့ပြည့်နေတာကိုကြီးရတာတော့နည်းနည်းရှုပ်ထွေးနေတယ်လို့ပဲဒါပေမဲ့စိတ်မပူပါနဲ့ဒီ AR အားလုံးရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့တစ်ခုချင်းစီလိုက်ကြည့်ရင်ရှင်းရှင်းလင်းလင်းနားလည်ထွန်းအောင်လုပ်ချမယ်လေကဲဒီပဟေလီကိုအပြေရှာဖို့အလွယ်ဆုံးအပိုင်းကနေစလိုက်ကြရအောင်ဒါကတော့အားလုံးနဲ့ယဉ်နီးပြီးသားဖြစ်တဲ့ပွဲစဉ်ရက်လက်တွေပါပဲဘယ်သင်းကဘသူနဲ့ကစားတယ်ဘသူနိုင်တော်တယ်လဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြတာပေါ့ဒီမှာကြည့်ပထမဆုံးလိုင်းမှာ War 0-2 AVL ဆိုပြီးတွေ့ရမယ်ဒါကတော့ရှင်းပါတယ် Wolverhampton အသင်းက Aston Villa ကိုအိမ်ခွဲမှာ2ဂိုးကိုမရှိနဲ့ရှုံးသွားတာပေါ့ပထမဆုံးရေးထားတဲ့အသင်းကအိမ်ခွင်းသင်းဆိုတော့ဒါက Villa အတွက်အဝေးကွင်းနိုင်ကွဲဖြစ်သွားတာပေါ့အဲ့ဒီလိုပဲညာဘက်မှာဆို POU2-1 cent ဆိုတော့အိမ်ခွင်းသင်းဘောမက20နဲ့အနိုင်ရတော့တာကိုပြနေတာပါလွယ်လွယ်လေးနော်ပွဲရလက်တွေကိုတော့ရှင်းသွားပြီဆိုတော့အခုပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကိုရောက်လာပါပြီရလက်တွေအဘေးကကနန်း3လုံးအဲ့ဒါတွေကဘာဇလန်ကိုပြောပြနေတာလဲဆိုတာကြည့်လိုက်ကြရအောင်โอเคနားလဲရလွယ်အောင်ပွဲတစ်ပွဲတွေကိုပဲအာယုံစိုက်ကြည့်ကြမယ် Wolves နဲ့ Villa ပွဲမှာလေကနန်းတွေက18 24နဲ့58တဲ့ဒါတွေကဂိုးသွင်းချိန်တွေကမဟုတ်တော့ဘူးဒါဆိုရင်ဒါတွေကဘာတွေဖြစ်မလဲတကယ်ပဲဒီကနန်း3လုံးကကျွန်တော်တို့ကိုဘာကိုပြောပြနေတာလဲဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတာကပွဲစဉ်တွေကိုယဉ်ကြည့်လိုက်တဲ့အခါမှာပါ Wolves Villa ပွဲမှာ18 24နဲ့58ပေါင်းလိုက်ရင်100ရတယ်ဟုတ်ပြီနောက်တစ်ခု Bournemouth Sunderland ပွဲမှာ51 26နဲ့23ပေါင်းတော့100ပဲ Liverpool West Ham ပွဲမှာလည်း80 19နဲ့17ပေါင်းလိုက်တော့100ပဲအားလုံးပေါင်းရင်100ဖြစ်နေတယ်ဒီဝါတိကျတဲ့ပုံစံတစ်ခုရှိနေပြီဒါကတော့အဖြေကိုထင်ထင်ရှားရှားပြနေတာပါပဲဒီကနန်းတွေကရာခိုင်နှုန်းတွေပါပိုပြီးတိတိကျကျပြောရင်ပွဲမစခင်ကခံမှန်းထားတဲ့အင်ခွင်းအတင်းနိုင်ခြေတရေချနိုင်ခြေနဲ့အဝေးခွင်းအတင်းနိုင်ခြေတော့စည်ရင်ဆိုင်ရာဖြစ်နိုင်ခြေရာခိုင်နှုန်းတွေပေါ့ဒါကြောင့် Wolves Villa ပွဲမှာဆို Villa က58ရာခိုင်နှုန်းနိုင်ခြေရှိခဲ့ပြီးတကယ်လဲနိုင်တော့ခဲ့တာလေကဲပေရီရဲ့တပိုင်းတစကိုဖြည့်ရှင်းနိုင်ခဲ့ပါပြီကနန်းဒီရဲ့ရှုပ်ဝက်ချက်ကိုတော့ဖော်ထုတ်နိုင်ခဲ့ပြီဒါပေမဲ့ဒီဇလန်ကဒီမာတင်မပြီးသေးဘူးမလားတချို့ပွဲစဉ်တွေရဲ့ပြီးမှအထူး icon လေးတွေပါနေတာကိုတတိထားမိကြလားဒါတွေကထူးခြားတဲ့ပွဲတွေကိုမီးမောင်းထုတ်ပြနေတာပါပထမဆုံးအနေနဲ့မီးတောက်ပုံ icon လေးကိုကြည့်ကြရအောင်လီဗာပူးရဲ့30နိုင်ပွဲနဲ့မန်ချက်စတာစီးတီးရဲ့40နိုင်ပွဲအဲ့ဒီပွဲတွေရဲ့ဘေးမှာဒီ icon ကိုတွေ့ရတယ်ဒီပွဲတွေမှာဗာများတူနေကြလဲဟုတ်ပါတယ်ဂိုးတွေအများကြီးတွင်းခဲ့ကြတာပေါ့ဒါကြောင့်မီးတောက်ပုံ icon ကဂိုးတွင်းများပြီးပွဲကြီးပွဲကောင်းတွေကိုဖော်ပြနေတာပါစိတ်လှရှားကြပွဲတွေကိုတစ်ချက်ထိုံနဲ့တီးနိုင်တဲ့နီလန်းကောင်းတစ်ခုပဲဟုတ်ပြီနောက်တစ်ခုကတော့ I ဆိုတဲ့ icon မှာ Brighton နဲ့ Nottingham Forest ပွဲပြီးတော့ Fulham နဲ့ Tottenham ပွဲတွေမှာဒီ icon ကိုတွေ့ရပြန်ရောဒီပွဲနှစ်ပွဲရဲ့အချက်လက်တွေကိုကြည့်လိုက်ကြရအောင် Brighton ပွဲကနှစ်သေးတွေကြားခဲ့တယ်ဖြစ်နိုင်ခြေရာခိုင်နှုန်းတွေက44 28 28အရန်ကတ်နေအနော် Fulham ပွဲကနှစ်သိနဲ့နိုင်သွားပေမဲ့ဖြစ်နိုင်ခြေကိုကြည့်ပါအောင်43 29 28ဒါလည်းတော်လေးအခြေအနေရှိခဲ့တယ်ဆိုတာရှင်းနေတာပဲအဲ့ icon ကတော့တကယ့်ကိုအကျိတ်အနေရှိပြီးပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ပွဲတွေကိုမိမောင်းထိုးပြနေတာဖြစ်နိုင်ပါတယ်ရလက်ကိုခံမှန်းရပြီးပွဲပြီးခါနေအထိရင်ခုန်စရာကောင်းခဲ့တဲ့ပွဲမျိုးတွေပေါ့ဗျာကဲအခုဆိုရင်ကျွန်တော်တို့ရလက်ဒီဖြစ်နိုင်ခြေကနန်းဒီနဲ့အထူး icon တွေရဲ့အတီးပေကိုနားလည်သွားပြီဒီအပိုင်းအစတွေအားလုံးကိုပေါင်းဆက်ပြီးတော့ Game Week 28ရဲ့ဇလန်အပြည့်အစုံကိုဖတ်ကြည့်လိုက်ကြရအောင်ဒီမျက်နှာပြင်ကိုဖြန့်ကြည့်လိုက်တဲ့အစကလုံးရှိုးထွေးနေတဲ့အချက်အလက်တွေစူးစီးမှုတစ်ခုမဟုတ်တော့ဘူးအခုဆိုရင်ဒါကိုဇလန်တပုံလို့ဖတ်လို့ရသွားပြီဘသူနိုင်တယ်အဲ့ဒီနိုင်ပွဲကဘလောက်တောင်ဖြစ်နိုင်ခြေရှိရဲ့လဲဘယ်ပွဲတွေကစိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ခဲ့လဲဆိုတာကိုတစ်ချက်တည်းနဲ့တွေ့နိုင်ပြီဒီတော့ဒီတစ်ပတ်ပွဲစဉ်တွေကနေဘာကိုအဓိကမတာထားနိုင်မလဲလီဗာပူးနဲ့မန်စီးတီးတို့ကတော့အပြတ်တ်နိုင်ပွဲတွေရခဲ့တယ်မီးတောက်ပုံ icon ကဒါကိုဂိုးတွေအများကြီးတွန်းတဲ့ပွဲတွေဖြစ်မီးမုံထိုးပြထားတယ် Brighton နဲ့ Fulham တို့ရဲ့ပွဲတွေကတော့အကျိတ်အနေရှိခဲ့ပြီး A icon နဲ့ဖော်ပြထားတယ်ခြုံပြီးပြရင်ဖြစ်နိုင်ခြေခံမှန်းချက်တွေကတကယ်ရလတ်တင်တဲ့ကြတော့လေကိုကိုက်ညီခဲ့တယ်လို့ဆိုရမှာပဲဒီလိုနဲ့တပတ်တာရဲ့ဇလန်တစ်ခုလုံးကိုမျက်နှာပြင်တစ်ခုထဲမှာမြင်တွေ့နိုင်ခဲ့တာပေါ့နောက်ဆုံးတော့ဒါတစ်ခုကိုတတ်သိပြနေတာပါပဲအားကစားလောကမှာလေကနန်းတိုင်းကသူ့နောက်ကွာမှာပြောပြစရာဇလန်တပူအမြဲတမ်းရှိနေတယ်ဆိုတာပါပဲ
ဒါကျွန်တော်တို့ကိုနောက်ဆုံးမှစဉ်းစားစရာတစ်ခုချန်ထားခဲ့ပါတယ်အခုလိုအချက်လက်တွေကိုပူဒီကြည့်ချစ်လစ်လစ်နဲ့ဒီနေရာထဲမှာပေါ်ပြလာတာနဲ့အများအနာဂတ်မှာအားကစားကိုကြီးစုသုံးသက်တဲ့ပုံစံကိုရောဘယ်လိုများပြောင်းလဲသွားစေနိုင်မလဲဒါကတော့စဉ်းစားစရာတစ်ခုပါပဲ